ဒီနေ့ကတော့ပါဝင်ပစ္စည်းလည်းနေပြီးတော့အရသာလည်းရှိတဲ့ကြက်တလုံးချိုချင်းကြော်လေးကိုပြပြသွားမှာဖြစ်ပါတယ်။ပါဝင်ပစ္စည်းတွေကတော့ကြက်သားမုံရင်းဖြူမော်လာဥနီနဲ့ကြက်ဥတလုံးလိုပါတယ်။ကြက်တလုံးလုပ်ဖို့အတွက်အရင်ဆုံးကြက်သားကိုချိန်ထားလိုက်ပါမယ်။ကြက်ဥတလုံးလည်းထည့်ပါတယ်။ချင်းကြက်သွန်ဖြူနီနဲ့အရသာမုံလေးတွေကိုလည်းထည့်ထားလိုက်ပါတယ်။ကျွတ်လေးဖြစ်အောင်ဆန်စိမ်းမုံလည်းထည့်ထားလိုက်ပါတယ်။အိုးတဲ့ကိုစီထည့်ပြီးတော့စီပူလိုက်ရင်ကြက်သားလေးကိုထည့်ပြီးတော့လိုလိုပုံသွင်းပြီးကြော်ပေးလိုက်ပါမယ်။ရလာတဲ့ကြက်တလုံးလေးတွေကိုဆယ်ထားလိုက်ပါမယ်။ဒီနေရာမှာကြက်သားမဟုတ်လဲကြက်နစ်တက်တဲ့အသားသုံးနိုင်ပါတယ်ရှင်။ချိုချင်းကြော်ရဲ့အသက်ဖြစ်တဲ့အနစ်ကလေးကိုဆက်ထားလိုက်ပါမယ်။ပါဝင်ပစ္စည်းတွေကတော့တကြားတစွန်းစားအချိုမုံကြက်သားမုံရှင်လည်းထည့်နိုင်ပါတယ်။မယုတ်ကောင်းမုံနဲ့ရှာလကာရီတစွန်းလည်းထည့်ပါမယ်။ဘဲငံပြာရည်တစွန်းငါးငံပြာရည်တစွန်းခရုစီတစွန်းကိုလည်းထည့်ပေးပါမယ်။ကော်မုံကိုလည်းတစွန်းထည့်လိုက်ပါမယ်။ခရမ်းချင်ဒီဆော့ကိုလည်းတစွန်းထည့်ပေးပါ။အားလုံးကိုရုံးမွေထားလိုက်ပါ။ခဏကကြက်သားကြော်ထားတဲ့စီငယ်များထဲမှာမုံလာဥနီကိုထည့်ပြီးတော့ကြော်ပေးပါမယ်။ပြီးရင်တော့စီတွေကိုခတ်ထုတ်ထားလိုက်ပါ။ကြက်သွန်ဖြူနီကိုထည့်ပြီးတော့စီတက်လိုက်ပါမယ်။ပြီးရင်တော့ရှိတဲ့အရွက်တွေကိုထည့်လိုက်ပါကိုထည့်ခြင်းနဲ့အသီးရွက်တွေကိုထည့်လို့ရပါတယ်ဒီရနှစ်ခုကိုစီပူထဲမှာကြော်ပြီးရင်ရေနှဲငယ်နဲ့စားလေးနှဲငယ်လောက်ထည့်လိုက်ပါအရွက်လေးတွေနှမ်းလာရင်တော့ခဏနေကကြော်ထားတဲ့ကြက်တလုံးကိုထည့်ကြော်ပေးပါဖြော်ထားတဲ့ဆော့အရည်ကိုလည်းဆန်းပေးလိုက်ပါမယ်အားလုံးကိုမွေပြီးလို့ပြစ်လေးဖြစ်လာရင်အရသာလေးကိုမြည်ကြည့်ပေးပါအရသာအဆင်ပြေပြီဆိုရင်တော့ခြာပြီးတော့စားတုံးနိုင်ပါပြီရှင်ကြက်သွန်မိတ်နဲ့ငရုတ်ပွားရှိရင်လည်းထည့်နိုင်ပါတယ်အရသာရှိတဲ့ဟင်းပွဲလေးကိုအိမ်မှာလက်ဆွမ်းပြကြည့်ကြအောင်နော်